ဒီနေ့ဝက်ခောက်ကင်ကိုကျွတ်မမွားလေးဖြစ်အောင် air fryer နဲ့ကင်ပြီးခမင်းစားပြမှာပါအရင်ဆုံးအခောက်ကင်လုပ်ဖို့အတွက်အရွယ်တော်ဝက်9တက်သားအသုံးတွေကိုတန့်စင်ထားပါရင်နွေးစုလာရင်ကရဝေးနဲ့နနက်ပွင့်နေထည့်ပါမယ်အနံ့လေးမှုပြီးပူစားကောင်းအောင်လုပ်ပါအခောက်တွေနူးအောင်လို့အခောက်ဘက်ကိုအောက်ခြေမှာထားပြီး10မိနစ်ပြုတ်ပေးပါပြုတ်ပြီးသားဝက်သားတွေကိုရေခဲရေစိမ့်ဖို့အတွက်စလုံးတစ်ခုကျူပြင်ထားပါမယ်10မိနစ်ပြည့်ရင်တော့ဝက်သားတုံးတွေဆဲပြီးရေခဲရေစိမ့်ပေးပါနော်အဲ့လိုစိမ့်ပေးရင်အသားကမတင်းတင်းလေးဖြစ်ပြီးအပေါ်ရန်အစီတွေလည်းထွက်လာပါတယ်ပြီးရင်တော့အပေါ်ရန်အစီနဲ့အညစ်ကြေးတွေကိုဓားလေးနဲ့ချစ်ထုတ်ပေးပါနော်အခောက်ကင်ရင်အခုလိုအထက်9ဓာတ်ပါတဲ့ဝက်သားတုံးနဲ့ကင်မှအရသာအရန်ရှိတာပါအခောက်ဖက်ချမ်းကိုဓားနဲ့အရွယ်တော်မှုန်းပါမယ်အခောက်အထိပဲမှုန်းရမှာပါပြီးရင်ပြောင်းပြန်လှည့်ပြီးအသားဘက်ကနေဓားနဲ့ထပ်မှုန်းပါမယ်အခောက်နာကအစီမရောက်ခင်အထိမှုန်းပေးပါနော်အရသာသွင်းဖို့အတွက်ဂျင်းမုတ်စက်သွန်ဖြူမုတ်9မျိုးဆက်တရုတ်မဆလာစာခရုစီအနှဲငယ်မာလာမုတ်နဲ့ငရုတ်ကောင်းမုတ်နဲ့ထည့်ပေးပါအရသာအားလုံးနှံ့သွားအောင်မှွေပြီးရင်တော့အသားဘက်ချမ်းကိုပါအရသာထည့်ပါမယ်အခောက်ကင်ရင်ပွားပြီးကျွတ်လေးဖြစ်စေရဲ့ secret ကတော့ရှာလက်ကားရီပါအခောက်ဘက်ချမ်းကိုရှာလက်ကားရီစိမ့်ပါမယ်10မိနစ်လောက်ဆိုရင်ရပါပြီခဲပတ်နဲ့ပတ်ပြီး air fryer ထဲထည့်ကင်ပါမယ်ခဲပတ်မရှိရင်ဒီတိုင်းလဲကင်လို့ရပါတယ်ဒီတိုင်းဆိုစီရီထွက်လာရင်ဆေးရခက်လို့ပူကခဲပတ်နဲ့ပတ်ပြီးကင်တာပါအခုဆိုခဲပတ်နဲ့ပတ်ထားတာလေးတွေလည်းရပြီမို့အပေါ်ကနေစားလေးနည်းနည်းဖြူပါမယ်စားဖြူတာကလေကင်တဲ့အချိန်အခောက်ပေါ်ကအဆိုဓာတ်တွေထွက်ပြီးကျွတ်လာအောင်ပါဝက်ခောက်ကျွတ်လေးရဖို့အတွက် air fryer နဲ့နှစ်ခေါက်ကင်ရမှာပါအရင်ဆုံးအပူချိန်120 degree celsius နဲ့မိနစ်30ထားပြီးအပူချိန်နည်းနည်းနဲ့ကင်ပါမယ်ကင်ထားတဲ့အချိန်မှာအချင်လုံးပြမယ်နော်ကျိတ်ဆက်တဲ့ကြက်သွန်ဖြူနနံပင်အမြင့်နနံပင်နဲ့ငရုတ်သီးစိမ့်ထည့်ပါမယ်ထိုင်းထက်ညက်ထမင်းစားစွန်း2စွန်းတံမြာကြီး1လုံးငံပြားရည်2စွန်းနဲ့စားပစ္စည်းလေးထည့်ပြီးကြိတ်ပေးပါအခုဖြိုပြတဲ့အချင်းကလေဘာလေးနဲ့တွဲဆဆလိုက်ဖက်ပါတယ်စီဖူးနဲ့တွဲစားလဲလိုက်ဖက်တဲ့အချင်းလေးပါအီပြေပြီးကတွင်းလဲရှင်းတဲ့အချင်းလေးရပါပြီမိနစ်30ပြည့်သွားပြီဆိုရင်တော့ဆွမ်းနာကအခောက်ပေါ်မှာတင်ထားတဲ့စားတွေကိုဓာတ်နဲ့ခါထုတ်လိုက်ပါအခောက်ပေါ်စီနည်းနည်းဖြန်းပြီးနောက်တစ်ကြိမ်အပူချိန်အပြင်းဆုံးထားပြီးမိနစ်20ထပ်ကင်ပါမယ်အခုဆိုရင်တော့စားကျင်စပွဲကျွတ်မမွားဖြစ်နေတဲ့ဝက်ခောက်ကင်လေးရပါပြီအမြင်နဲ့တင်တိတာနေရောအယောင်လေးကအစာလှနေတာအခောက်ကင်လေးတွေကိုအရွယ်တော်လေးတွေတုံးပြီးပကံနဲ့ထည့်ပါမယ်ကျွတ်မမွားအခောက်ကင်ရဲ့ထမင်းလေးရဲ့အချင်းရည်ရဲ့ငရုတ်တီးတောင်အရှိရဲ့လက်ဆောင်ရထားတဲ့ကင်ချီလေးရဲ့ဆိုတော့အတွဲအဆက်ကထိမိနေရောစားကျင်နေပြီဟုတ်ဝက်ခောက်ကင်ကိုအချင်းလေးနဲ့နှစ်ပြီးထမင်းလေးပေါ်တင်ကင်ချီလေးကိုလည်းမပါမဖြစ်ထည့်အားလုံးကိုပါဇက်ထဲထည့်ပြီးအားရပါရစားလိုက်ပါမယ်အခောက်ကကျွတ်မမွားလေးနဲ့အသားကလည်းအီလေးဆိုတော့တကယ်စားလို့ကောင်းတာပါဒါလေးကကိုရီးယားငရုတ်တီအတောင့်ရှည်လေးပါသူကအနံ့မွေးတယ်အဆက်မပြင်းဘူးလုံးဝအောင်မဆက်တာတွဲစားကြည့်တော့ဝက်ခောက်ကင်နဲ့လည်းအရန်လိုက်ပါတယ်အခုလိုအိမ်မှာကိုပါတာကိုလှုပ်စားတော့အများကြီးလဲစားရတဲ့အပြင်ဟိုက်ဂျင်လည်းဖြစ်ပါတယ်လှုပ်စားကြည့်ပါနော်ပူတေတိုဗလော့လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Cook Eat Smile